ချီးလို့ပဲတင်နေကြပြီလားဘာလို့ငါပြောတာကိုပြန်မပြောရလဲ 좁은 거리 위 내 하루는 메마른 내 꿈들만 말없이 그대를 바라보면 날 감싸 안아줄까요 어떤 하루는 날 비웃듯 스쳐 지나가고 멍하니 앉아 눈물을 흘려도 아픈 기억에 멈춰서서 두 눈을 감으면 한참을 서성이다 잠이 들어 홀로 누구든 기댈 수만 있다면 홀로တကယ်တော့ငါတို့ရဲ့စူးစမ်းမှုတွေကဘာလို့မှမပြောင်းလဲနိုင်ရောအိမ်မက်မက်ရတာအိမ်မက်မက်ရတာပဲမှန်းလိုက်တာ 어쩌면 난 이미 알아 ငါတို့လိုချင်အောင်ပြီးနိုင်တယ်ပတ်စံလားဒါမှမဟုတ်ဆက်တွေ့လား 허기진 ဒါမှမင်းတို့ဘာပြီးနိုင်လို့လဲ 손 မင်းစားကြမယ် 거리는 온기마저 남아있질 않고 ဟာလေခုခုဖြစ်လို့လား 어떤 밤 어떤 하루는 날 비웃듯 ဟိုစာကြောက်ဝိုင်းက 지나가고 ပြိုလဲတော့ရတဲ့ 앉아 눈물을 흘려도 တားတော့ဒီတိုင်းစာလေးလာချင်းကြရုံပါ 기억에 멈춰서서 두 눈을 감으면 အမေရဲ့ 서성이다 잠이 အမေမင်းကိုဘာလို့ယူဆောင်တက်တန်းကြမှာဆက်ပြီးနေခိုင်းနေတည်လာတာအဲ့ဒီမှာနေတာကလေထားရရတဲ့ပူပြီးပျော်ရွှင်နေလို့ 기댈 수만 있다면 အော်ဘလို့များဒီလိုစဉ်းစားနိုင်တာလဲကဲဒီမိကွန်းအတွက်ကျန်တဲ့ပွင့်ရပြီ တကယ်ဆရာမလေးတာအတိုင်းပဲ ဒါကတတုချက်တွေပါတယ်ပြီးတော့ဒါက omega 3တင်းနေတော့ပြီးတော့ဒီဟာဒါကငါးကြီးစီလေ အိုးဟုတ်လား ဒါကအုံနောက်ဆဲတွေအတွက်ကောင်းတယ် အိုးကျေးဇူးပဲ ဒါရီကုံတော့ပြီးခန္ဓာကိုယ်ကပုတ်မသွားနိုင်ဘူးလား ဟဲ့ရုံးကမင်း ရဲတော့ပဲပါကိုကြည့်ပါဦး ဘာလို့ဘာလို့အဲ့လိုရဲသွားတာလဲ ဒါကကျွန်းစပင်အောင်အ ဘာ တိုင်းပဲ လို့ဒီလောက်တော့ရဲနေရလဲဒါကိုကြည့်ဒါကိုကြည့် ဒီမစိုးချောကမြင့်မြင့်တက်တယ်ပါ သူကဒီမှုမှာပါဝင်ခဲ့ပြီးတော့ယူဆောင်ကြောင်းသားမို့လို့သူ့ရဲ့ထွက်ဆိုချက်တွေကိုယုံကြည်နိုင်မှာမဟုတ်ပါဘူး ဒါဆိုကျမကလေးတွေစူးစမ်းခံနေရတော့ဒီတိုင်းထားမယ်ပေါ့ တောင်းပန်ပါတယ်အရင်ဆုံးတော့ဒီလိုပဲဆက်ဆောင်ကြည့်ရတာပေါ့ စီကထေးသေးခေါ်ပြီးတော့ယောဂမင်းကိုကြောင်းမနာခင်မှာဆီယမအီလိုက်လျှော့လိုက်ပါ ဌာနမှုကြီး မတန်နိုင်ဘူးလေကြောင်းကဒီလိုပဲဖြစ်နေအောင်ဆီယမအီစူးစားခဲ့တာကိုလည်းငါသိရမို့အခုတော်လိုက်ကြစို့